baby ကြောင်ရောက်တာပါဒီနေ့ buffet ပွဲတော်စာအုပ်ရောင်းပွဲတော်နဲ့မုတ်ကလေးတွေပါလေရောင်းပါတယ်ဒီနေ့တရက်ပဲသူတို့အခန်းထဲကိုဝန်ပိုင်းကုန်ပေးတာပါเนาะအခုကျွန်တော်သမီး baby တက်နေတဲ့အခန်းထဲကိုဝင်ပြပေးမယ်เนาะဒါပြီ baby ပြဟာသမီးကမ်းပြဘယ်ဆော့မှာလဲဘယ်မိခံမှာလဲဒီလိုကြောင်းပါဗီဒီယိုကြောင်းတော့ playground တို့ရဲ့ကစားကွင်းလေးဖြစ်ပါတယ်ကြီးပါတယ်Hello. Baby Yama by Miss Kodan. Yeah, hi, hello. How are you? How are you? Yeah. Hi, sister. How are you? Go show your mom. Show her around. You're welcome. If you have any questions, let me know. What are you showing him now? Baby ရဲ့စာသင်ခန်းမှာကလေးတွေရဲ့စာသင်ခန်းမှာဒီနိုင်ငံမှာကလေးတွေကိုဒီလိုထားတယ်နော်အမသိရကြီးဒီတစ်ခါပဲရောက်ဘူးတာပါတမီးတို့ခံလဲလားအမကလေးတွေစာသင်ခန်းမှာကလေးဒီနိုင်ငံမှာဒီလိုထားတယ်နော်အမသိရကြီးနော်ကြည့်ပါဦးပြည့်စုံတော့အယုတ်တွေနဲ့ကလေးတွေကိုကြောင်းတက်စင်စိတ်ပြအောင်လုပ်ပေးတာပေါ့library ကြတာနော်ဒီနော်မမေရကလေးတွေကိုအထက်ရှင်စိတ်ဝင်စားမှုရှိအောင်သင်တာဗျာတဲ့